အားလုံးပဲမင်္ဂလာပါတဒါဖို့ဝါ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Super Sunday အခုလိုအချက်တွေ့လောက်မဲ့ပွဲစဉ်တွေနှစ်ပွဲကိုတော့တဒါကတော့ရွေးချယ်ထားတယ်မပြောခင်မှာတဒါရဲ့ YouTube channel ကို like and subscribe လုပ်ထားဖို့တော့မမေ့ပါနဲ့ရှင်ဒီပထမဆုံးအနေနဲ့ပေါ့နော်တဒါက Fulham နဲ့ Crystal Palace ပွဲစဉ်ကိုတော့သုံးသပ်ပေးသွားပါမယ်နော် Fulham ရဲ့ပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်လည်း3ပွဲတာ2ပွဲတော့သူကရှုံးထားရတယ်ဒီနောက်ဆုံးတစ်ပွဲက Man City နဲ့ကစားခဲ့တဲ့ပွဲမှာဆိုရင်ပေါ့နော်ဒီ4-5 5နဲ့ဒီရှုံးခဲ့တယ်ပေါ့နောက်ဆုံး5ပွဲကိုတော့ဒီ17 9အထိတော့ရအောင်သူယူနိုင်ခဲ့တယ် Crystal Palace ကဒီနောက်ဆုံး5ပွဲကိုတော့5 9အထိရခဲ့တယ်နောက်ဆုံးဒီတပွဲကိုတော့ပေါ့နော်ဒီ Z1 နဲ့သူနိုင်ခဲ့တယ်ချစ်စွမ်းတွေကအရန်ကြီးတော့ဒီမကောင်းနေဘူးရှင်ရာဂိုးတွေနဲပင်မဲ့လေရမှတ်တွေအဆင့်တွေကမဆိုးဘူးနောက်ပြီးတော့ Crystal Palace က Fulham နဲ့အရင်တွေ့ဆုံတဲ့2ပွဲကိုတော့သူအနိုင်ရထားတယ်အစောပိုင်းကျင်းမှာတော့0တက်တည်ရင်နဲ့6ပေါင်းက3လုံး6ပေါင်းက2လုံး50စားတော့ကြေးပေးထားတယ်ပေါ့နော်ဒီပွဲက6ပေါင်းရရင်တော့မှဒီကြေးကတော့ရှုံးနေဦးမှာပဲတဒါကတော့6အောက်တော့အကြံပေးခြင်းနဲ့ရှင်နောက်ထပ် Valencia နဲ့ Sevilla ပွဲဆိုတော့ဒါကသုံးသပ်ပေးပါမယ်เนาะဒီ Valencia ရဲ့နောက်ဆုံး5ပွဲကိုတော့ဒီ5 9လောက်ပဲသူကရခဲ့တယ်ရှုံးပွဲတော့တပွဲပဲရှိခဲ့တယ်ရှင်ပြီးတော့နိုင်ပွဲတွေလည်းနည်းနေအောင်တော့တွေ့ရတယ်စီဗီလာက3ပွဲရှုံးထားပြီးတော့2ပွဲတော့အနိုင်ရရှိထားတယ်ရာကိုပေးကိုကရာကိုထက်ပေါ့နော်ဒီပေးကိုကတော့ပုံများနေတဲ့ရှစ်ပက်နတီလည်းအများဆုံးပေးထားရတာကိုလည်းသူကတွေ့ရတယ်နှစ်သင်းစလုံးကစားထားစူးစမ်းပြီးတော့ပေါ့နော်ဒီကစားထားပြင်မဲ့လည်းဒီရလက်တွေတော့မကောင်းနေဘူးပေါ့နော်တိတ်ပြီးတော့အားရစရာလည်းမရှိဘူးဗလင်စီယာကတရတဝက်ရှုံးတယ်6ပေါင်းကနှလုံး50ရှုံးတော့ကြေးပေးထားတယ်နှစ်သင်းရဲ့ချစ်စွမ်းအရာဆိုရင်လည်းပေါ့နော်ဂိုးပေါ်တော့မရနိုင်ဘူးဒါကဂိုးအောက်ကိုတော့အကြိုက်တွေ့ရရှင်အခုလို့ကြိုက်ရင်တော့လိုက်ကစားလို့ရတယ်မကြိုက်ရင်တော့ပတ်ကန်နိုင်ပါလေရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်ရက်ဒီမှာလည်းတက်ဆုံးကြပါအောင်ရှင်